မြန်မာနိုင်ငံရဲ့နုပညာလောကမှာဆရာဝန်ခွင့်ရထားပြီးနုပညာနယ်ပယ်မှာပါထိပ်တန်းရောက်နေတဲ့ထူးချွန်သူတွေရှိပါတယ်။စစ်သူဝေပိုင်ကျိုးသူနဲ့ဘိုးမမီသားတုံတို့ရဲ့ငယ်ဘဝနေဆရာဝန်အေရီယာမှတဆင့်မင်းသမီးဖြစ်လာပုံလေးတွေကိုရေးသားဖော်ပြပေးလိုက်ပါတယ်။စစ်သူဝေထရီဇာတို့ချစ်စနိုးခေါ်ကြတဲ့စစ်သူဝေကတော့ဒီတောင်ရောက်မှာစီနီယာကျောင်းဆုံးပါပဲ။သူမကို1984ခုနှစ်ဩဂုတ်လမှာရန်ကုန်မြို့မှာမွေးဖွားခဲ့ပါတယ်။ဟခင်ဖြစ်သူဦးစောဝင်းဟာဂီတမှုတူဖြစ်ပြီးဂီတသူရငငယ်ကလေးအပန်းလာခဲ့တာပါအထက်တန်းတင်ညာရေးကိုမင်္ဂလာတောင်မြို့အထက်တန်းကျောင်းသုံးမှတက်ရောက်ခဲ့ပြီးတော့တက္ကသိုလ်ဝင်နဲ့အောင်မြင်ပြီးတဲ့အခါမှာတော့စေတက္ကသိုလ်နေရန်ကုန်ကိုတက်ရောက်ခွင့်ရရှိခဲ့ပါတယ်စေကျောင်းတက်နေစဉ်ကာလတွေမှာလည်းတင်ညာရေးကိုတစ်ဖက်ကကြိုးစားရင်ဒုက္ခညာဝဒနာကိုမကျွမ်းမခဲ့ပါဘူးစေကျောင်းဆေးမင်းဆရာဝန်ဝက် MBBS ရရှိခဲ့ပေမဲ့သူမရဲ့နှလုံးသားအနုပညာဘက်ကိုပူပူတိမ်ညွန့်ခဲ့ပါတယ်အစပိုင်းမှာအမဖြစ်သူဆိုတော့ချစ်သူဝင်တဲ့သူဒုပိပိနဲ့ဒုမေမေချင်းခွေလေးတွေထွက်ရင်းနဲ့ပရိသတ်တွေတတိထားမိလာပါတယ်။နောက်ပိုင်းမှာတော့တကူတော့အခွေရင်းပြင်းရုပ်ရှင်တဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။သူတပြည့်သူမရဲ့ချစ်စရာကောင်းတဲ့မူရနဲ့ဘာဝကြောင့်သရုပ်ဆောင်မှုတွေကြောင့်ပရိသတ်ချစ်တော်ဖြစ်လာခဲ့ပါတယ်။အိမ်တော်ဘက်ကတော့နာမည်ကြီးဆိုတော့လင်းလေးဖြစ်ပြီးလူပညာမိသားစုဖြစ်ရည်တည်နေပါတယ်။ဒါအပြင်ကျမရေးဆိုင်ရာအသိပညာပေးလုပ်ငန်းတွေမှာလည်းဆရာဝန်တယောက်အနေနဲ့တက်ကြွစွာပါဝင်ကူညီလေးရှိပါတယ်။ပိုင်ကျိုးသူတရုတ်ဆောင်ပိုင်နိုင်လို့ကယ်ဒမီစုတွေပါရရှိထားတဲ့ပိုင်ကျိုးသူကတော့ငငယ်ကလေးကအမှုပညာပိုးပန်မှုလေးပါ။1990ခုနှစ်ဖွာပိုင်ကျိုးသူကဆရာဝန်မိသားစုကနေဆင်းသက်လာသူပါ။သူမရဲ့မိခင်ဒေါက်တာຫນွေဦးဖူရိုင်ဟာဆရာဝန်တို့လည်းဖြစ်တာကြောင့်သမီးဖြစ်သူလည်းပညာတတ်ကြီးဖြစ်စေချင်ခဲ့ပါတယ်။TTCကျောင်းကနေ2006ခုနှစ်မှာဆယ်နှစ်အောင်မြင်ခဲ့ပြီးစေတက္ကသိုလ်ရန်ကုန်မှာတက်ရောက်ခဲ့ပါတယ်။စေကျောင်းသူကမှဆောင်စူးစမ်းခဲ့သလိုကျောင်းကပွဲတွေလှုပ်ရှားမှုတွေမှာလည်းထင်ရှားတဲ့ကျောင်းသူတူဖြစ်ခဲ့ပါတယ်။အိုင်ဖြိုးသူရဲ့ထူးခြားချက်က1990ခုနှစ်လောက်ကကလေးဘဝကလေးကတရုတ်ဆောင်စားလုပ်ခဲ့တာပါ။ဒါပေမဲ့ပညာရေးကိုဦးစားပေးတဲ့အနေနဲ့ဆရာဝန်ပွဲရတဲ့အထိလှုပ်ဆောင်ခဲ့ပါတယ်။ဆရာဝန်ဖြစ်ပြီးမှအမှုပညာလောကထဲကိုအရှင်ဟောင်းနဲ့ပြန်ဝင်လာခဲ့တာပါ။မိရုပ်ရှင်ကားကြီးမှာမိဖြစ်သူမရဲ့တရုတ်ဆောင်ချက်တွေကပရိသတ်ကိုမင်သက်စေခဲ့လို့တရင်မဘလူးမနဲ့ဗိမပြုတ်ဇက်ကားနဲ့အကယ်ဒမီမျိုးသမီးစပုစုရရှိခဲ့ပါတယ်။ခေမွန်ဖြစ်သူဒရိုက်တာနာကြီးနဲ့တူနုပညာလမ်းကြောင်းပေါ်မှာအောင်မြင်စွာရှောက်လန်းနေသူတူလည်းဖြစ်ပါတယ်။ပိုးမမီတာမျိုးစစ်သက်တွေထဲမှာလာပါပြီးချက်တည်းရှိတဲ့မင်းသမီးလေးခေလူသိများတဲ့ပိုးမမီတာကလည်းဆရာဝန်တူပါပဲ။1998ခုနှစ်မီလာတရက်နေ့ဖွားဖြစ်ပြီးရန်ကုန်သူလေးဖြစ်ပါတယ်။ရဲ့ဆရာအမကတုံးပဟတ်အဲဒီနောက်အထာကနေဘဟန်မှာပညာသင်ကြားခဲ့ပါတယ်။ငငယ်ကလေးကမိဘစကားနားထောင်တဲ့သမီးလိမ်ပါလေးဖြစ်ပြီးစာကြိုးစားခဲ့တာကြောင့်ဂုဏ်တူ၅ပါးသားနဲ့10တန်းအောင်မြင်ခဲ့ပါတယ်။အဲဒီနောက်စေတက္ကသိုလ်ရန်ကုန်ကိုတက်ရောက်ခဲ့ပြီးစေတောင်ပွင့်ဖြစ်ပါရွေးချက်ခံခဲ့ရတဲ့အလားပကယ်လေးပါ။စေတောင်တက်နေရင်2018လောက်မှာဆက်ဆိုင်ကလိုက်ရဲ့တင်္ဂရယတတချင်း MTV လေးနဲ့ပရိသတ်တွေစားပြီးတတိထားမိလာပါတယ်။မျက်နှာလေးကမြန်မာဆက်ဆံတဲ့စက်တီရှိတာကြောင့်ကျောင်းသားတွေမဂ္ဂဇင်းတွေမှာနေရာရလာခဲ့ပါတယ်။ကိုဗစ်ကာလတော့ကလည်းဆရာဝန်တယောက်အနေနဲ့တယ်လီကျမ်းမာရေးစောင့်ရှောက်မှုတွေမှာပါဝင်ကူညီခဲ့ပါသေးတယ်။ရောက်ကဂျိုရုပ်ရှင်ကကြီးဟာသူမရဲ့ပွဲဦးထွက်ဇာတ်ကားဖြစ်ပြီးပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့မင်းသမီးလေးဖြစ်လာခဲ့ပါတယ်။ဒီတောင်းစလုံးကပညာရေးမှာလည်းဒေါက်တာဘွဲရတဲ့အထိထူးဆန်းကြသလိုဝါသနာပါရနုပညာလောကမှာလည်းကိုယ်ပိုင်ရည်ချင်းတွေနဲ့အောင်မြင်မှုတွေရယူထားနိုင်တဲ့မြမအမျိုးသမီးထူးချွန်သူတွေပဲဖြစ်ကြပါတယ်။